ဒါကတော့တစ်တီးတွေကိုကြာရှည်ခံအောင်ပြုလုပ်နည်းတစ်မျိုးပဲဖြစ်ပါတယ်။မြေကြီးနဲ့ပြုလုပ်ထားတဲ့သဘာဝရေခဲတစ်တာပဲဖြစ်ပါတယ်။အာရှတိုက်မှာရှိတဲ့လျှက်စစ်မီးမရရှိတဲ့ဝေးလံခေါင်ဖျားဒေသတွေမှာလူတွေဟာအစားအစာတိုးလောင်ဖို့ရေခဲတစ်တာမရှိကြပါဘူး။လူတွေဟာအစားအစာတိုးလောင်ဖို့ဒီရှေးဟောင်းနီလန်းကိုပဲအသုံးပြုကြပါတယ်။ဒီသဘာဝရေခဲတစ်တာပြုလုပ်ဖို့အဓိကပါဝင်ပစ္စည်းကတော့ရွှွန့်ပဲဖြစ်ပါတယ်။ရွှွန့်ဟာစိတ်ကပ်နေရမှာဖြစ်တယ်လို့ပုံသွင်းလို့လည်းရပါမယ်။ထို့နောက်မြက်6တွေကိုနှုတ်ဆင်းကရွှွန့်ဈေးနဲ့ရေကိုတင့်တော်တဲ့ပမာဏရောမှွေလိုက်ပါတယ်။ရောထားတဲ့ရွှွန့်ဈေးတွေကိုပလတ်စတစ်အိတ်နဲ့ထုတ်ခါတနာရီလောက်နှက်ထားတဲ့အခါပိုပြီးပုံသွင်းရတာလွယ်ကူစေပါတယ်။နှက်ထားတဲ့အချိန်မှာပဲအရေးကြီးတာနောက်တစ်ခုဖြစ်တဲ့ခွက်တစ်ခုကိုပလတ်စတစ်နဲ့ထုတ်ပါတယ်။ထို့နောက်ပုံစံ3လောင်းဖို့ရွှွန့်ဈေးတွေကိုခွက်တစ်ခုတည်းထည့်ကအပေါ်မှာတခြားခွက်တစ်ခုကိုရေဆွပြီးဖီကာလှည့်ပေးပါတယ်။အဲ့ဒီနောက်မှာတော့ရွှွန့်ဈေးနဲ့ပြုလုပ်ထားတဲ့ခွက်တစ်ခုရရှိလာပါပြီ။ပလတ်စတစ်စကိုခွာပြီးခွက်ကိုဖြည်းဖြည်းချင်းဆွဲထုတ်ပါတယ်။ပြုလုပ်ထားတဲ့ခွက်တွေကိုမီးဖုတ်ပါတယ်။ဒါကတော့သဘာဝရေခဲတစ်တာပြုလုပ်ဖို့ခွက်ဖြစ်ပါတယ်။ရွှွန့်ခွက်တွေကိုအစိုဓာတ်ကုံစေဖို့တနာရီလောက်မီးဖုတ်ရပါတယ်။ထို့နောက်မီးဖိုထဲမှာထုတ်ပြီးပုံမမာကြောစေရန်နေပူထဲလှမ်းထားလိုက်ပါတယ်။မာကြောမှုကတော့တူနဲ့ထုဖို့တောင်မလွယ်ကူလာပါဘူး။ဒီသဘာဝရေခဲတစ်တာဟာတစ်တီးတွေရဲ့အစိုဓာတ်ကိုထိမ့်သိမ့်ပေးုံသာမကရေခဲတစ်တာထပ်ပိုပြီးကြာရှည်ခံစေပါတယ်။တစ်တီးထည့်ပြီးရွှွန့်နဲ့ပြန်ပိတ်လိုက်ပြီးဆိုရင်တော့ဒါဟာတကယ်သဘာဝရေခဲတစ်တာပါပဲ။